တိုက်တဲ့တခုကစမိပြီဆိုရင်ပြောစရာ case တွေကအများကြီးပဲပေါ့နော်တခါတော့ကနေနေမြို့မှာဒီမိန်းကလေးတယောက်ကသူနေမကောင်းဖြစ်နှလုံးတွေထပြီးတုန်နေပေါ့နော်အဲ့လိုမျိုးကတုန်ကရင်နေဖြစ်တယ်အဲ့လိုမျိုးဖြစ်ပြီးဆိုမခံမရနိုင်အောင်ဖြစ်တယ်ပေါ့အဲ့လိုမျိုးဆိုတဲ့အခါမှာနေကအစီယုံကဆရာဝန်ကြီးကလည်းယောဂရှာလို့မရအောင်အဲ့ခါကြတော့သူတွေကပေါ့နော်နောက်ဆုံးကြတော့ဆရာဝန်ကြီးကအဲ့လိုမျိုးယောဂရှာခက်တဲ့ရှုပ်ထွေးတဲ့ case တွေဆိုရင်လူနာတွေကဒါစိတ်ကြောင့်ဖြစ်တာဆိုပြီးတော့ဒီ psycho case လို့ပဲအများစုကဒီလွှဲချတတ်ကြတယ်ပေါ့နော်အဲ့ခါကြတော့ဒီလူနာကလည်းသူတကယ်ခံစားနေရတာပေါ့နော်သူကယောဂအဲ့လိုမျိုးထလာပြီဆိုရင်နေတုံပြီးတော့အဲ့လိုမျိုးကရုံကင်းနေတအားဖြစ်တဲ့အခါမှာမိသားစုကတော့မှဒါမူယာမာယာတွေလုံနေတာဒီမိန်းကလေးကပေါ့နော်တမင်တက်တက်ပေါ့နော်ဒီတကယ်ပဲစိတ်ပိုင်းဆိုင်ရာဖြစ်နေတာဟန်လုံနေတာဟန်ဆောင်နေတာဆိုပြီးတော့မှဆွတ်ဆွဲကြတယ်ဒါမဲ့လူနာကလည်းတကယ်ခံစားရတဲ့အခါနောက်ဆုံးကျ ambulance နဲ့လေရန်ကုန်ဒီပရာဟိတအဖွဲ့နဲ့တက်လာတာပေါ့ရန်ကုန်ရောက်တဲ့အခါကျတော့ဒီပုဂ္ဂလိကဆေးရုံကြီးတစ်ခုကိုတန်းပြီးသွားတယ်ဒီ emergency ကိုတောင်ရောက်သွားတယ်ဘာဖြစ်လဲဆိုလူနာကတော်တော်ကြီးကိုသူယောဂထနေတဲ့အချိန်ဖြစ်တဲ့အခါမှာဒီ emergency ကနေပြီးတော့အရေးပေါ် treatment နေပြီးပြီးတော့ဒီ cardiologist ဆရာကြီးတယောက်နဲ့ပြလိုက်တဲ့အခါကြတော့မှသူကဒီနှလုံးအဆို့ရှင်နဲ့ပတ်သက်တဲ့ယောဂဖြစ်နေတာအဲ့ယောဂဖြစ်တဲ့အခါမှာဆရာကနေပြီးအကိုတွေပါရိုက်ပြီးတော့ယောဂရှောက်ပြီးတွေ့ရှိသွားတဲ့အခါမှာဆေးရုံတက်ရမယ်တစ်လလောက်ကြာမယ်ဆိုတော့လူနာတွေကလည်းဒီနေရဆိုတော့နွမ်းပါတဲ့အခါမှာဆရာရဲ့အကူအညီနဲ့ပဲဒီမြောက်ကလာပဆေးရုံကြီးမှာဆေးရုံတင်ပြီးတော့ကုသပေးလိုက်တယ်ဆေးကိုယ်တော်မှတော်တော်ကြီးကိုဈေးကွက်ထဲမှာလိုက်ရှာရတယ်ပေါ့နော်အဲ့လိုမျိုးယောဂဒီ physical ယောဂဖြစ်နေရဲဆိုတော့ဒီရန်ကုန်တက်လာတဲ့အတွက်ကြောင့်ဒီမိန်းကလေးကယောဂနာမည်အမှန်တက်နိုင်ပြီးတော့ဒီကုသလို့ရသွားတာပေါ့နော်နေမာသာစက်နေမယ်ဆိုရင်ဒါစိတ်ကြောင့်ဖြစ်နေတာမူယာမာယာဆိုပြီးတော့ပဲပြောရင်းနဲ့ပဲဒါရုပ်တရက်နှလုံးထိပြီးတော့တည်နိုင်နေပေါ့နော်အဲ့ဒါ